အားလုံးပဲမင်္ဂလာပါဒီနေ့တော့ပေါ့နော်ဆရာပရိသတ်တွေအကုန်လုံးကိုတာရောပညာပေါ့နော်တာရောပညာသင်ပေးမယ်အဲ့တော့တာရောပညာစပြီးတော့သင်ပေးမယ်ဆိုတော့ဆရာကတော့ဘာလုပ်မလဲဆိုတော့တာရောပညာမှာမသင်ပေးမိပေါ့နော်တာရောပညာမသင်ပေးမိတာရောပညာဆိုတော့ဘာလဲပေါ့Teros ပေါ့နော်ချို့ကြတော့ Teros လို့ခေါ်တယ်ဆရာတို့ Taros လို့လည်းခေါ်တယ်ပေါ့နော်စိုင်းမင်းနေခါတော့စာအုပ်ထဲမှာကျတော့ဘလို့ရေးထားလဲတာဆိုတာရွှေနန်းတော်ပေါ့နော် Rose ဆိုတာလမ်းရွှေနန်းတော်သူသွားတယ်လမ်းဆိုပြီးတော့တိတက်ပြောကြတာတော့ရှိတာပေါ့ပြောချင်တာတော့ထွက်ရလမ်းထိသွားနိုင်တဲ့ Teros ကန်လာကြီးပေါ့နော်ဆရာကတော့ Taros နဲ့ပတ်သက်ပြီးတော့ level 1ပဲဆရာစာအုပ်ထုတ်တာဒါတော့မှဆရာစာအုပ်မလုပ်ရသေးဘူးlevel 2 level 3 level 4ဆိုတဲ့အဆင့်ပေါ့နော်ရှိတယ်ဆိုပေမဲ့လောဆယ်တာရောနဲ့ပတ်သက်ပြီးတော့အခုဆရာစပြီးတော့အားလုံးကိုသင်ကြားပေးမှာပါတခုမှကြံသင်ကြားပေးမှာပါဒီဗီဒီယိုကိုဆရာဒါပညာဒါနအဖြစ်နဲ့ဆရာစပြီးတော့ဖြန့်ဝေပေးတာပေါ့နော်အဲ့တော့ Taros တွေကိုမကြည့်တဲ့ပုဂ္ဂိုလ်တွေကိုဒီဗီဒီယိုလေးကြည့်လိုက်တာနဲ့တင်ဘယ်လိုပြောရမလဲဆိုတော့အခြေခံလောက်ကတော့လူတိုင်းအားလုံးပိုင်နိုင်သွားမယ်ပေါ့နော်ဆရာကဒါ Taros ကိုဒီအုပ်မှာမိတ်ဆက်ပေးမယ်နောက်လာမဲ့ဗီဒီယိုတွေကြတော့တာရောနဲ့ပတ်သက်ပြီးကတ်တခတ်ချင်းစီရဲ့အတိတ်ပဲတွေဟောကွက်တွေတခုချင်းစီဆရာထပ်ပြီးတော့လာပေးမယ်ပေါ့နော်လောလောဆယ်ဆရာအခု Taros နဲ့ပတ်သက်ပြီးတော့ဆရာတို့ဒီ Taros ပညာပေါ့နော် Taros ပညာဘယ်လောက်ကြီးဒီအစွမ်းထက်တယ် Taros ပညာကိုဟောဖို့ဘာလို့အလဲလို့မေးတော့နံပါတ်1ပေါ့နော်နံပါတ်1ကတော့ဘာလဲလို့နံပါတ်1ကတော့ကတ်တွေရဲ့အတိတ်ပဲပေါ့နော်ဒီကတ်တွေအားလုံးရဲ့အတိတ်ပဲကိုကအခြေခံအဖြစ်သိထားဖို့လိုတယ်ပေါ့နံပါတ်2ကြတော့အဲ့ရအတိတ်ပဲကိုလည်းကိုကဖော်ရဖို့လိုတယ်နောက်တစ်ခုနံပါတ်3ကြတော့ဒီ Taros နဲ့ကိုနဲ့ချိတ်ဆက်ဖို့အသားလေးလိုအပ်တယ်ပေါ့အဲ့တော့1နဲ့2နဲ့ကလွယ်ပြီမဲ့ပေါ့နော်အဲ့1နှစ်အဆင့်ရတော့လူတိုင်းတက်ပြီမဲ့ Taros နဲ့ပတ်သက်ပြီးဟောကွက်မှန်အောင်ထုတ်နိုင်ပြီးတော့ခက်တယ်ဆိုင်မင်းသိခါလို့ဆိုရင်သူတို့တနေ့တာကို Taros ကိုချိုးလိုက်တယ် Taros ကကိုဆွဲလိုက်တယ် Taros နေတိုင်းနေကြတဲ့ပုဂ္ဂိုလ်တွေရှိတယ်ပေါ့နော်ပြီးတော့ညီမကဏ္ဍပညာမှာဆိုလဲဒီ Taros ကိုစက္ကန့်နှုန်းနဲ့ဟောလိုက်ကြတယ် Taros ကတ်မှာနံပါတ်4ရှိတယ်လေကြည့်ဆိုရင် magician ပေါ့နော်ဥပမာမော်ဆရာကတ်တို့အဲ့လိုမျိုးလေးတွေကြတော့1 2 3 4 5 6 9 10ကိုတွားလိုက်တယ်ဒီဇာသူနေမှာဘူဆန္ဒဝိဝေဆိုတဲ့ဟာနဲ့ဟောကွက်တွေလည်းရှိသလိုနောက်တစ်ခုကကြတော့ဒီ Taros ကိုမှသူကတ်ကိုယူပြီးတော့အတိတ်အနာဂတ်ပြစ္ဆုတ်ပံဖတ်တာပေါ့နောက်တစ်ခု Taros နဲ့ပတ်သက်လာပြီးတော့အစစ်မြင့်လာရင်ဘာဖြစ်တယ်လဲ Taros မှာကဏ္ဍလေးတွေရှိတယ်ပေါ့နော်ဆရာလက်တွေ့ဆန်းမှုပါတယ်ဆရာကုကြီးကုန်းမှာပေါ့နော်ပသိမ်ကြီးကုကြီးကုန်းမှာလက်တွေ့ဆန်းမှုတယ် Taros ကရန်အစစ်မြင့်လာရင်တပတ်တာဟောမဲ့ကဏ္ဍကိုနှလုံးကဏ္ဍကိုပေါ့နော်တပတ်တာဟောမဲ့နှလုံးကဏ္ဍကိုဟောနိုင်တယ်အတိအကျဟောနိုင်တယ်အဲ့တော့ဆရာတို့တရက်တာလောက်ကတော့အစစ်မမြင့်ကိုတပတ်တွင်းမှာဆရာ9ခွက်ပေးလိုက်တယ်9ခွက်ဆရာဆွဲပြီးတော့ပညာကိုဆန်းလိုက်တဲ့သဘောအနေနဲ့ဆွဲလိုက်တယ်အဲ့မှာ3ခွက်ထွက်သွားတယ်ပြောချင်တာ9ခွက်ပြီးတာတစ်ပတ်မှမွေးထိုးလိုက်တယ်9ခွက်ကို3ခွက်ဆရာပေးတဲ့ကံ3ခွက်ထွက်တယ်မအားဘူးတေးထွက်တယ်အဲ့တော့အဲ့လိုမျိုး Taros ဆိုတော့စွမ်းနေပေါ့စီးပွားရေးမှာကြည်မလားကြီးပွားရေးမှာကြည်မလားဟလာချစ်သူကြည်မလားကိုကောင်မလေးကိုပေါ်သစ္စာရှိမလားသူခုချိန်ဘာလို့မလဲလေဘာလို့နေမလဲပေါ့နော် Taros နဲ့ကြည်လို့ရတယ်ဒီပညာလေးကိုစပြီးတော့အားလုံးအတိတ်ပဲရှင်းလင်းပေးမယ်သင်ပေးမယ်အခုလောလောဆယ်ဆရာအဲ့ဒါမလုပ်ခင်ဆရာကျင့်စဉ်လေးတွေကိုဆရာစပြီးတော့ရှင်းပြမယ် Taros ကျင့်စဉ်ပေါ့နော်ဒီဟာကိုကျင့်ဖို့တရားကိုမှန်မှုဆိုဘာလို့လဲလို့မေးရင်တော့အဓိကအားဖြင့်ကတော့Tarosမှာအဆောင်ရှောက်တွေရှိတယ်Tarosအဆောင်တွေရှိတယ်Tarosအဆောင်တွေကရှင်းပြမယ်ဆိုရင်ဒီ Tarosမှာရှိတယ်အဆောင်တွေ Taros ဆိုတဲ့အဆောင်တွေရှိတယ်နေရာတိုင်းမှာအဆောင်ရှိတယ်အခု TikTok ကြီးပေါ်လာတယ်ဆိုရင်လည်း TikTok မှာအဆောင်ရှောက်ရှိတယ်Facebook မှာပေါ်လာတဲ့ Facebook မှာအဆောင်ရှောက်ရှိတယ်ဥပမာပြင်တခုခုနာမည်ကြီးရမယ်ဆိုအဲ့မှာပေါ်လာတဲ့အဆောင်တွေလမိုင်းတွေရှိတယ်ဟုတ်လားဥပမာပြင်ပွဲလမိုင်းနော်ပွဲတော်မှာလမိုင်းတွေရှိတယ်ဒါကကြလမိုင်းပွဲတင်ရတယ်အဲTarosမှာလည်းလမိုင်းရှိတယ်နက်တွေရှိတယ်အဲ့မာဂဏိပညာမှာလည်းရင်တော့ကဏ္ဍကြီးမှာလည်းTarosနဲ့ပေါက်သွားတဲ့ပုံကိုယ်ရှိတယ်အဲ့ပုံကိုယ်တွေနဲ့ဆက်သွယ်ရမယ်နော်အဲ့တော့ဆက်သွယ်နည်းလေးသင်ပေးမယ်ဘယ်လိုဆက်သွယ်ရလဲပေါ့ဟုတ်ပြီTaros ကိုကန်လိုက်တာနဲ့အဓိကကတော့ဒီ Taros ကိုကန်ရမယ်နော်ဒီ major cut ပေါ့ကန်လိုက်တာနဲ့ဒီ Taros နဲ့ကိုနေကအခုချင်းရစပြီးတော့ဘယ်လိုပြောရမလဲဆိုတော့Tarosကလည်းကိုဖြစ်သွားပြီ
ကိုကလည်းတားတော့ဖြစ်သွားပြီဆိုတဲ့အတိုင်းကြီးပေါ့နော်အဲ့လိုလောက်ရမယ်ဟုတ်ပြီနောက်တစ်ခုဒီတလားတီတီပေါ့နော်အနည်းဆုံးတလားတီတီပေါ့ကိုနဲ့ကိုချက်မှာကိုဟာထားရမယ်ပြီးတော့နောက်တစ်ခုတားတော့ဆိုတဲ့အမျိုးကအတန့်ကြိုက်တယ်နော်နတ်တွေရှိတယ်နော်ဖြစ်စလက်ကတ်ထားလို့မရဘူးနတ်တွေရှိတယ်အဆောင်တွေရှိတဲ့အတွက်တားတော့ကိုတည်တည်ချာချာလေးထုတ်ပိုးထားရမယ်အဲ့ဒါပြီးသွားပြီဆိုရင်Taurus ကိုဘာလို့ရမလဲဆိုတော့တေးကြအဲ့ရမယ်တေးကြမြင့်မြတ်တဲ့နေရာပေါ့နော်ဖခင်เจ้าဆိုတော့ဖခင်မိမိတို့ခရစ်ယာန်ကြီးရဲ့ခရစ်ယာန်เจ้าနာမှာပေါ့တေးချာချာလေးပေါ့နော်ခရစ်ယာန်ဆင်ရှိရင်ခရစ်ယာန်ဆင်နာမှာထားလာဘယ်တော့မှအောက်မှာမထားဘူး Taurus ကင်ပြီဆိုရင်နောက်တစ်ခုကလက်တွေညစ်ပတ်လို့မရဘူးဒါတွေကအခြေခံစည်းကမ်းတွေပေါ့နော် Taurus ကိုတက်တက်ရလေးထားပြီးတော့နောက်တစ်ခု Taurus နဲ့ပတ်သက်ပြီးတော့ဒီ Taurus အဆောင်တွေကိုတလားတိတိမီတာပို့ရမယ်ဟုတ်ပြီတနေ့ကနေဂျိုမင်းနေပါခုနှစ်သားသိန်းပို့တော့တာရောမှာရှိတဲ့အဆောင်ရှောက်တွေမေတ္တာပို့ပေးရမယ်ကိုအမြဝေလိုက်တိုင်းတေချာလောက်လိုက်တိုင်းဒီ terror နဲ့လှုပ်ရှားမဲ့ပုံကိုတယောက်က terrorist မှာရှိတဲ့ terrorist မှာရှိတဲ့ပုံကိုတွေပေါ့နော်မေတ္တာပို့ပေးရမယ်အမြဝေပေးရမယ်တည်တည်ချာချာလေးကိုပေါ့နော်ကိုလို့ဘာပဲလို့အဲ့ဒါပေးရပြီးတော့နောက်တစ်ခုတလားပြည့်ပြီဆိုတော့လည်းတို့နဲ့ဆက်သွယ်လို့ရတယ်ဘယ်လိုဆက်သွယ်ရမလဲဆိုတော့ဟုတ်ပြီကဲ terror မှာရှိတဲ့အဆောင်ရှောက်များနော် terror မှာရှိကြတော့အဆောင်ရှောက်များနေတော့ကွာဒီကဘာနိုင်ရှောက်တော့ကိုစောင့်ရှောက်ကြကုန်တော့စောင့်ရှောက်ပေါင်းလို့နော်နတ်ပြီး6တဲ့နိုင်ရှိကြကုန်တော့စောင့်ရှောက်ပေါင်းလို့နော်နတ်တွေဝါပေါင်းလို့အကျွန်ုပ်နဲ့ယခုချင်းရစပြီးတော့ဆက်သွယ်ပြီးပါအကျွန်ုပ်အနာဂတ်ကိုလည်းသိလို့ပါတယ်ဥပမာပြစနေသားအောင်မြင်ဒီစနေသားရဲ့အနာကိုလည်းသိလို့ပါသည်ဆိုပြီးတော့အဲ့ဒါကိုဒီလိုတားတော်လေးကိုချိုးပြီးတော့ဟာလားပထမဦးဆုံးအဆင့်ကဟိုလိုမျိုးရှောက်ဖို့ကတ်ပဲချိုးခိုင်းလိုက်ချိုးလိုက်ဒီကတ်လေးဖဲချိုးသလိုလေးချိုးလိုက်ပေါ့ကိုလိုချင်တော့လေးချိုးလိုက်ချိုးပြီးတဲ့အချိန်မှာဒီကြံနေတဲ့ဖဲတွေကိုကင်ပြီးတော့မှဟောလိုက်ပေါ့သဘောစကတ်ပေါ့နော်ဒီမှာသဘောကတ်ဆိုရင်အဲ့လိုမျိုးလေးဟောလိုက်ပေါ့အဲ့လိုဟောချက်တွေဟောကွက်တွေထုတ်နိုင်မှပထမဦးဆုံးကတော့မှားတာရှင်မှန်တာရှင်ဘာလို့ဆိုတော့ကိုယ့်ရဲ့တမာတိနဲ့ဆိုင်တယ်နောက်ပိုင်းလောက်ပါများလာပြီမှန်လာလိမ့်မယ်အမှတခုရှိတယ်ငါဖြစ်မှဖြစ်ပါမလားလို့ကြောက်မှကြောက်ပါဟောပေါ့ငါလုံးမလုံးနိုင်မှတွားမတွေးနဲ့ဒါရော့ကမှန်ကိုယ့်ရဲ့အသက်ကြီးဒါရော့ပဲကိုနဲ့ဒါရော့နဲ့ဒီဟောဆိုဒါရော့ပြောရင်ယုံတာယုံလိုက်ကွာဥပမာဒါရော့ကသေဆိုရင်တော့မှဟုတ်ပြီသေလိုက်မယ်ဆိုတဲ့စိတ်တည်းမျိုးထားရမယ်အဲ့ဒါမှဒါရော့နဲ့ကိုတသားတည်းပြောမဟုတ်လို့ကတော့ဟလာလူကြီးကဥပမာကွာဆရာကျွန်တော်မနေ့ကကျမ်းမာရေးဘယ်လိုဖြစ်မလဲဆိုဆွဲလိုက်တယ် dab ပေါ့နော် dab ကြာတာတော့ဥပမာတာဝါကြာတာလို့ဘာလို့ဆိုရင်ဟုတ်ပါမလားဒီကြီးရဲ့ကျမ်းမာရေးလည်းရမ်းလိုက်စားတယ်ဟလာကောင်းပါမလုံးနဲ့ဒါတော့တဲရပဲဟောလေမှန်ဒါတော့ကပြောတာကိုရှုံအဲ့ဒါဆိုရင်ဒါတော့ဖြစ်သွားလိမ့်မယ်အဲ့တော့ဒါတော့နဲ့ရေဆိုရင်းနေရောက်ဘာလို့ရမလဲဟုတ်ပြီဒီနေ့နော်ဥပမာပေါ့နော်စိုက်သူဥပမာတစ်ခုပြမယ်ငါဒီနေ့ငါဘာလို့ရမလဲဟုတ်ပြီတွေးလိုက်တယ်ဟုတ်ပြီလောက်စရာတစ်ခုတွေးလိုက်တယ်ဟုတ်ပြီဘာလို့ရမလဲတွေးလိုက်တယ်တွေးပြီးတော့မှစဉ်းစားလိုက်တယ်ဟုတ်ပြီလုံးအာယုံပြုတ်လိုက်တယ်ကဲဒီနေ့ဒါတော့ကကိုမြင်မယ်ပေါ့နော်ဥပမာဒီနေ့ငါဘယ်လိုနေရမလဲဆိုပြီးလိုက်ကဲချိုးလိုက်တယ်ကိုကလည်းကိုမနှောနဲ့ချိုးလိုက်တယ်ပေါ့နော်ဟာ the has man honest man ဟောပေါ့ဥကောင်းဆောင်တို့ကပေါ့နော်ဟုတ်ပြီအဲ့တော့ဒီနေ့ဘာတွေတွေ့မလဲဆိုတော့ဒီကပြောင်းပြန်မယ်ပေါ့ကွာဟုတ်ပြီအဲ့တော့ပြောင်းပြန်ဆိုတာကဘာလဲလို့ပုရုဇဉ်တွေရဲ့အတွေ့ပြောင်းပြန်လုပ်လိုက်ပေါ့ဟိုမှာသူများတွေကမကောင်းဘူးဆိုကိုယ့်တော့ကကောင်းနေရမယ်ဒီလိုမျိုးအကောင်းမြင်ပေးလိုက်ပေါ့မကောင်းရာကနေအကောင်းမြင်ပေးလိုက်ဘာပဲကြုံလာဒီနေ့ငါစန့်ကျင်ဘက်တွေပဲမြင်ပေးမယ်ဟုတ်ပြီလားအဲ့လိုမျိုးလေးကိုကျင့်လိုက်တဲ့ဥပမာသဘောတရားလေးပေါ့နော်ဟုတ်ပြီဒီနေ့ဆိုဟုတ်ပြီကိုကခါတိုင်းပုံမှန်ကိုယ့်ရဲ့ normal sprite ကပြောဒီရှိစကားများနဲ့ဒီနေ့ကိုငြိမ်ပြီးလိုက်ကိုကငြိမ်နေတဲ့ twice ဆိုရင်ဒီနေ့စကားပြောပြီးလိုက်အဲ့ကိုယ့်ရဲ့ lifestyle ကို change လိုက်တဲ့ပုံစံမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးနေပြီးနဲ့စပြီးတလားကျင့်လိုက်ပါအဲ့ဒါဆိုရင်ဒါရောနဲ့ကိုနဲ့တသားလေးဖြစ်ပါပြီနောက်တစ်ခုကတ်1 2 3 4 5 6 7 22ကတ်ထိမှာကတ်တွေရဲ့အားလုံးအတိတ်ပဲတွေကိုနောက်ရှင်းပြပါမယ်เนาะအားလုံးမင်္ဂလာပါပရိသတ်တွေကျမ်းမာချမ်းသာကြပါစေဆရာပရိသတ်တွေ